အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့ဆိုင်မှာ Isuzu ကားတစ်စီးကားပွင့်စင်ကလာပြောတယ်သူကကားရက်ထားလို့ရှိရင်အင်ဂျင်ဝိုင်းညူဆက်ရသူတွေးတယ်ပေါ့နော်အခုကျွန်တော်တို့စစ်စစ်ကြည့်လိုက်တဲ့အချိန်မှာတော့စိန်နာခရန်ထိုင်းလို့ခေါ်ရပေါ့နော်အဲ့ဒီနေရာမှာအင်ဂျင်ဝိုင်းညူဆက်တာကိုတွေးရတယ်အဲ့ဒီအတွက်ဒီခုကျွန်တော်တို့တွေဖြုတ်ပြီးလဲပေးမှာဖြစ်ပါတယ်ကားပွင့်စင်ပြောတာတော့သူကဒီကားကိုစောက်ဝယ်ပြီးကြတဲ့တခါမှဝိုင်းစီမလဲဘူးပေါ့နော်အခုကျွန်တော်တို့ထင်တာကတော့ဒီကတော့ကြာပြီးဖြစ်တဲ့အတွက်ဝိုင်းစီကသက်တမ်းကုန်သွားလို့ဖြစ်မယ်သက်တမ်းကသူကတော့ကြာတဲ့ခါကျရင်ဝိုင်းစီကပြည့်တဲ့မှာကြောရတယ်ဖြစ်တဲ့အတွက်သူကအင်ဂျင်နိုးတဲ့ခါကျရင်ဆက်လေပက်တဲ့ချိန်မှာသူကအင်ဂျင်ဝိုင်းတွေထွက်လာတာကိုသူကပိတ်လို့မလုံတဲ့အတွက်အဲ့ဒါဂျိုညူဆက်ရဖြစ်သွားတယ်ပေါ့နော်အခုကျွန်တော်တို့တွေခေါင်းကိုထုတ်ပြီးတော့အတီးတစ်ခုလဲပေးမှဖြစ်ပါတယ်ဒီမှာအခုကြည့်လိုက်ပါသူရဲ့ဝိုင်းစီအဟောင်းကအရက်မာနေပြီပေါ့နော်ဒါသက်တမ်းကြောင်းလည်းဖြစ်မယ်တဲ့ဒီနေ့ကျွန်တော်တို့တွေဝိုင်းစီအတီးတစ်ခုလဲပေးလိုက်ပါတယ်ကားစီးတဲ့တင်ချင်းတွေလည်းကိုကားရတဲ့ခါကျရင်ကိုယ့်ရဲ့ကားအောက်မှာနှုတ်ကြည့်လိုက်ပါဒီဂျုံနဲ့ညိုဆက်ရလားမညိုဆက်ဘူးလားဆိုတာစစ်စစ်ကြည့်ပါအဲ့ဒါရမ်းရေးကြည့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကဒီလောက်ပဲပေါ့နော်